ladies အားလုံးပဲမင်္ဂလာပါကျေးဇူးကတော့ဒီနေ့မှာအခုလိုမျိုးစပင်ပုံစံလေးကိုဘယ်လိုမျိုးကောက်အောင်လဲဆိုတာကို tutorial လေးလုပ်ပေးသွားမှာပဲဖြစ်ပါတယ် tutorial လေးမှာသုံးသမယ့် hair tool ကတော့ဒီလိုမျိုးပုံစံလေးပါအခုနောက်ပိုင်းမှာက automatic curler တွေကခေတ်စားလာရဲဆိုပေမဲ့ personally အရပြောရမယ်ဆိုရင်အဲ့ဒီ curler တွေကိုမသုံးတတ်ဘူးဒီဟာကိုပဲပို့ပြီးတော့အားပါရပေါ့နော်300ဒီစပင်ကောက်တံကိုမသုံးတတ်တဲ့လူတွေအတွက်ဒီနေ့မှာ tutorial လေးလုပ်ပေးသွားမှာဖြစ်ပါတယ် so I hope you guys watch until the end ဒီစပင်ကတော့ဒါကောင်းလျှော့ပြီးတော့ try မှု vision စပင်ပေါ့နော်တခြားဘာမှပုံသွင်းနိုင်ပါမလို့ရသေးဘူးဘာဖြစ်လို့ဒီအဖျားကြီးကကောက်နေရလဲဆိုရင်ဒီစပင်က digital perm ကောက်ထားပါတော့ပထမဆုံးဘာလုပ်မလဲဆိုရင် obviously ဒီစပင်ကောက်တဲ့အတန်လုပ်ပါမယ်ပြီးတော့ရင်ဒီလိုမျိုး heat tools တွေနဲ့စပင်ပေါ်တင်တဲ့အခါမှာစံသားမပြတ်စီးဖို့အတွက်ဒီheat protection spray လုပ်ပါမယ်ဒီအပူချောင်းပေါ်လာတဲ့9မိနစ်လောက်ကြိုပြီးတော့ preheat လုပ်ထားလိုက်မယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ Platrogen မှာသုံးတယ်ဆိုရင်အပူကဒီတန်ချောင်းအပူမပေးနိုင်သေးဘူးပေါ့နော်အဲ့တော့စပင်ကိုလေးလိုက်တဲ့အခါမှာစပင်ရဲ့ကောက်သားကလည်းကြာရှည်မခံဘူးပြီးတော့ကောက်သားတွေကလည်းမညီနိုင်ဘူးပေါ့နော်အဲ့တော့ဒီဟာကို9မိနစ်လောက်ကြိုပြီး preheat လုပ်ထားပါမယ် spray conditioner လို့သာပြောပေမဲ့သူ့မှာက heat protection နဲ့ပါတယ်ပေါ့နော်အဲ့ဒါမှလည်းကျွန်တော်ကတော့ဒီမျိုး heat tools နဲ့ styling မလုပ်ခင်မှာသူ့ကိုခေါင်းပေါ်မှာဖြန်းပေးရဲ့ spray ဖြန်းလိုက်တဲ့အတွက်စပင်ကဒီလိုမျိုးရှိလေးနဲ့ပြန်ဆူသွားတယ်မလားအဲ့အခါကျရင်ဒီလိုမျိုး heat tools တွေကကြတော့စပင်လုံးဝ6နေတဲ့အခါကျတော့မှ styling လုပ်လို့ရမှာအဲ့အတွက်dryer လေးနဲ့နည်းနည်းလေးပြန်ပြီးမှုတ်ပေးလိုက်မယ်စပင်ကိုစပင်ကလုံးဝ၆သွားပြီဆိုတော့ရပါပြီတော်တော်များကကျတော့စပင်ကိုဒီမျိုးကောက်တဲ့အခါကျရင်အပေါ် layer နဲ့အောက် layer ဆိုပြီးဒီလိုမျိုး section နှစ်ခုခွဲလိုက်တယ်ပေါ့နော်ဒါပေမဲ့ကျန်တဲ့ကဘယ်လိုလဲဆိုရင်စပင်ကိုဒီအနောက်ဘက်ကနေပြီးတော့အလဲဒီလိုမျိုးခွဲချလိုက်တယ်ခွဲချလိုက်ပြီးရင်ဒီလက်၄ချောင်းပေါ့လက်၄ချောင်းနဲ့ဒီလိုမျိုးစပင်ကိုထည့်လိုက်ပြီးတော့ section လိုမျိုးလေးခွဲလိုက်တယ်ပြီးရင်အောက်ဘက်မှာဆိုရင်ဒါကတစ်ပိုင်းကျလာပြီပြီးရင်ဒီစပင်လေးကိုလိုမျိုးလေးလိပ်ပြီးတော့အပေါ်ဘက်နားမှာတလင်းလေးနဲ့ညှက်ထားလိုက်မယ်ဒါမှ layer နဲ့များပါတယ်အဲ့ဒါကိုတော့လောက်ထပ်ပြီးတော့ခွဲလိုက်မယ်ဒီစပင်ကောက်တန်ကကြာသူကကြာ2 and 1ပေါ့နော်ဒီ lock နဲ့ open ဆိုရင်ဒါက open ပေါ့ open ဆိုရင်ဒါတွေကဒီလိုမျိုးစပင်ဖြောင်းနေဟာအလယ်ကနေပြီးတော့ပွင့်လာတယ်ပြီးတော့ဒီအနောက်ဘက်ကနေပြီးတော့ lock ပြန်လုပ်လိုက်တဲ့ဆိုရင်ကကြာစပင်ကောက်တဲ့ဟာပေါ့ဒီဘက်ကဟာလေးကပွင့်လာတယ်ဒါက2 and 1ပေါ့ဒါကြစပင်ကောက်မှဖြစ်တဲ့အတွက် lock ပဲလုပ်ထားလိုက်မယ်ဒါကြတော့အပြင်လေးကိုလိုချင်တာအဲ့အပြင်လေးကိုလိုချင်တဲ့အတွက်ဒီကောင်လေးကိုဖိထားလိုက်မယ်ဒီအပေါ်ဘက်ကဟသွားတဲ့အတန်လေးနဲ့ဒီအောက်ဘက်ကအလုံးကြားကိုစပင်လိုမျိုးထည့်လိုက်မယ်အဲ့ခါကျရင်ဒီအပေါ်ဘက်ကဟလိုက်တဲ့အတန်ကစပင်ရဲ့အောက်ဘက်မှာမရှိနေဘူးဒီအတန်လေးကစပင်ရဲ့အပေါ်ဘက်မှာရှိနေမယ်ပြီးရင်အောက်ကိုလှိမ့်ချလိုက်လို့မျိုးဒီလိုလေးလှိမ့်ချလိုက်မယ်ဒီစပင်လေးကိုဒီလိုလေးဆွဲလိုက်မယ်โอเคဒါဆိုရင်ကကြတော့ first row ဖြစ်ပါပြီဒါကို1 2 3 4 5စက္ကန့်လောက်ထားလိုက်မယ်ပြီးတော့ရင်ဒီကောင်လေးကိုနည်းနည်းလေးပြန်ဟလိုက်မယ်နှိုးလေးနဲ့ဖြည့်ပြီးတော့ပြီးတော့ရင်အောက်ကိုဆွဲချလိုက်မယ်ပြန်ပြီးတော့ lock လုပ်လိုက်မယ်အပေါ်လေးကိုလိမ့်တင်လိုက်မယ်1 2 3 4 5လက်ညှိုးလေးနဲ့နည်းလေးပြန်ဟလိုက်မယ်အောက်ကိုဆွဲချလိုက်တယ်အပေါ်လေးကိုပြန်ပြီးတော့လိမ့်တင်ထားလိုက်မယ်ပြီးရင်ဒီမှာ9စက္ကန့်10စက္ကန့်ကိုကြိုင်းတဲ့လောက်စက္ကန့်ထားလို့ရတယ်ပေါ့နော်ဒါကြောင့်အများဆုံး recommend ပေးရ10စက္ကန့်အထိပဲ recommend ပေးရပြီးရင်ဒီကောင်လေးကိုလက်ရုံးနဲ့ဖိပြီးဟလိုက်မယ်အလိတ်အတိုင်းလေးဖြည့်ချလိုက်မယ်အဲ့ဆိုရင်တော့ကောက်သားလှလှလေးရပါပြီရှင်ပြီးရင်ဒီပေါ်ဘက်ကကလစ်ကိုဖြည့်လိုက်မယ်အခုနအတိုင်း repeat ပြန်ပြီးတော့လုပ်မယ်အပေါ်ဘက်ကညှက်တဲ့အတန်လေးကိုအပြင်လေးလိုချင်တဲ့အတွက်စပင်ရဲ့အပေါ်ဘက်မှာထားမယ်လိမ့်လိုက်တယ်9စက္ကန့်လောက်ထားလိုက်တယ်โอเค9စက္ကန့်ပြည့်သွားပြီဆိုရင်ဒီကောင်လေးကိုနည်းနည်းလေးပြန်ဟလိုက်တယ်အောက်ကိုဆွဲချရဲအပေါ်ပြန်ပြီးတော့လိမ့်တင်တယ်1 2 3 4 5အဲ့ဆိုရင်ဒီဘက်တစ်ချမ်းလုံးကိုဒီနီလန်အတိုင်းပဲပုံစံနဲ့လိုက်ပြီးလိမ့်လိုက်မယ်အခုဒါကျစလိုက်တော့ကကျစပင်ရဲ့ဘယ်ပန်ချမ်းပေါ့နော်ဒါကစပင်ရဲ့ညာပန်ချမ်းကိုထပ်ပြီးတော့ပြပေးမယ်ခုနအတိုင်းပဲ section ခွဲလိုက်တယ်ပြီးရင်ဒီစပင်တွေကိုအပေါ်မှာကနစ်နဲ့ညှပ်ထားလိုက်မယ်စပင်ရဲ့ညာပန်ချမ်းကို styling လုပ်မယ်ဆိုရင် hair tool ကိုဘယ်ဘက်လက်နဲ့ကင်မယ်ဒီလက်ညှိုးထိပ်လေးနဲ့ဒါကိုဖွင့်လိုက်တယ်
စပင်ကိုဒီပေါင်းကင်မရာ screen ကနေကြည့်ပြီးတော့စပင်ကိုကောက်နေရဆိုတော့တေချာမမြင်ရအောင်ဖြစ်နေတယ်ဒီကောင်ကိုအပေါ်ဘက်လေးမှာထားမယ်အောက်ဘက်ကိုလိမ့်ချလိုက်မယ်ပြီးရင်ဒီမှာ5 second ထားမယ်1 2 3 4 5လက်ညှိုးလေးနဲ့ဒါလေးကိုထိလိုက်မယ်အောက်လေးကိုနည်းနည်းလေးဆွဲချလိုက်မယ်အပေါ်လေးကိုပြန်ပြီးလိမ့်တင်လိုက်မယ်ဒီမှာ5 second 1 2 3 4 5လက်ညှိုးလေးနဲ့ဒါလေးကိုထပ်ပြီးတော့ဖိလိုက်မယ်အောက်လေးကိုဆွဲချလိုက်မယ်အပေါ်လေးကိုပြန်လိမ့်တင်လိုက်မယ်1 2 3 4 5 okay see ခုနအတိုင်း repeat ထပ်ပြီးတော့လုပ်မယ်မလေးပူတာဟဲ့အဲ့တခုပဲရှိတယ်ဒီကောင်ရဲ့ပြဿနာလေးနည်းနည်းလေးတော့ရှက်ပြဖြစ်တဲ့ဆိုရင်တော့လက်တွေပါအပူလောင်တတ်တယ်အခုနကစပင်ဆိုရင်ကျတဲ့တိတ်နေတန်းနဲ့လွတ်ထွက်သွားတာလေအဲ့ခါကျရင်ဒီလိုအဖျားကိုတေချာပုံမသွင်းလိုက်ရအောင်လားအဲ့ခါကျရင်လည်းစိတ်မပူနဲ့တခုလုံးကိုပြန်ပြီးလိပ်ပြီးတော့အချိန်ကုန်ခံနေကြမလို့ဒါကိုတက်ထားလိုက်မယ်စပင်အောက်ဖက်ထဲကိုထည့်ပြီးတော့ဒီလိုမျိုးလေးနည်းနည်းလိပ်ပေးလိုက်မယ်တော်များကတော့ဒီလိုမျိုး cutting band ဆိုရင် roller နဲ့ဒီလိုလိပ်ထားတတ်တယ်ပေါ့နော်ဒါပေမဲ့ကျတဲ့အတွက်ကကျတော့ roller နဲ့ကအလုံးမဖြစ်ဘူးအဲ့တော့ဘယ်နီးလန်းကအလုံးအဖြစ်ဆုံးနဲ့အကြရှိအခန်းဆုံးလဲဆိုရင်ဒီ tools ကိုပဲအခုနအတိုင်းပဲအပေါ်မှာဒီညှက်လေးကိုညှက်လိုက်တယ်လိပ်လိုက်တယ်အောင်လေးကိုဆွဲချလိုက်တယ်ပြီးရင်ဒီတိုင်းလေးပဲဖြည်းဖြည်းချင်းဖြီးချသွားလိုက်တယ်ဒီလိုမျိုး S line ပေါ့S-line pose and chronic max ရသွားပြီဒီဘက်ချမ်းကိုလည်းအတူတူပဲအခုလောဆယ်ဆိုရင်စပင်ကကောက်သားရဆိုရင်လည်းအရင်ကျစ်ပြီးတော့ဒီလိုမျိုးပုံသွင်းပြီးတော့ကောက်ထားမယ်အရင်သိတာရပေါ့နော်အဲ့တော့ဘယ်လိုလုပ်ရမလဲဆိုရင် B ကြဲကြဲရှိရင်လည်း B ကြဲကြဲနဲ့ဖြီးချလိုက်မယ်ဒါမှမဟုတ် B အကျဲမရှိဘူးဆိုရင်လက်နဲ့ဒီလိုမျိုးပဲဖြီးချလိုက်မယ်စပင်ကတော့ကောက်သားကိုပြပြလေးလိုချင်တာဖြစ်တဲ့အတွက်ဒီလိုမျိုးB နဲ့ဖြီးချလိုက်ပါမယ်။စပင်းဖြီးချမယ်ဆိုရင်ဒီလိုမျိုးတစ်ဖက်ချမ်းကိုယူလိုက်တယ်ပေါ့နော်။ယူလိုက်ပြီးရင်အောက်ဘက်မှာလက်လေးလိုမျိုးလေးတင်ထားလိုက်မယ်။ပြီးရင်လက်အပေါ်ကနေပြီးတော့ဒီလိုမျိုးဖြီးချလိုက်မယ်။အဲဆိုရင်ဒီဘက်ချမ်းကလည်းနည်းနည်းပို့ပြီးဖြီးလေးဖြစ်သွားပြီ။ဒီဘက်ကိုလည်းတူတူပဲ။ကဲနောက်ဆုံး last step အနေနဲ့စန်တာလေးကိုပို့ပြီးတော့ပြောင်လေးဖြစ်သွားဖို့အတွက် hair coat လုပ်ပါမယ်။ hair coat ကကြာကြာခု3နေရာက perfect serum က hair coat ပါ။တစ်နှစ်လောက်ပဲလက်ထဲကိုထည့်လိုက်မယ်။ပြီးရင်လုံးဝပို့လိုက်မယ် and then စပင်ကိုဒီလိုလေးပဲဖြီးချပြီးတော့လူလိုက်မယ် okay အဲ့ဆိုတော့စပင်လေးရပြီးသားပါပြီ Your smile ဒီဗီဒီယိုကိုကြည့်ပြီးတဲ့အခါမှာကိုယ့်ရဲ့ဆန္ဒကိုပေါ့နော်ဘယ်လိုမျိုးပါအောင်လုပ်လို့ရမလဲဆိုရင်လည်းအစ်စ်လေးတစ်ခုကိုရရှိပါမယ်လို့ပြောနေပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ရှင်အားလုံးပဲ bye the stars take their flight. Every moment with you feels just right. Whisper your name.